အခုမြင်နေရတဲ့ Trustly Pay ဆိုတဲ့ software လေးကပေါ့နော်ဘေးထဲတိုင်း 5% cashback ပြန်ပေးတယ်။ခုကဘာလေးကိုပြမှာလဲဆိုရင်မီတာဆောင်လေးကိုပြမယ်ပေါ့နော်။သူကမီတာဆောင်နေဆိုရင်လည်း 5% cashback ပြန်ရတယ်။ point short ဈေးတွေရတဲ့အပြင်9ရက်နေ့တိုင်းမှာကျင်းပပြီးတယ်။ကန်ဆယ်မဲပွဲကြီးမှာလည်း350ရနိုင်တယ်ပေါ့နော်။ဒါလေးတွေကတော့အဆင့်လိုက်လေးတွေပေါ့နော်။ဒါကမပုံတင်ထားပြီးမဲ့သူကဒီလိုမျိုးခဏပေါ်ပါတယ်။နော်အဲ့မဲ့ sign in ဆိုတာလေးကိုနှိပ်တင်ကြတော့နေတိုင်း point ယူတာပေါ့နော်အဲ့ point လေးတွေကိုနေတိုင်းဝင်စုကအဲ့ဒါဆိုရင် short ဈေးတွေရတယ်ပေါ့နော်ဘေးပဲထဲဒီလိုမျိုးမီတာပဲဆောင်ပေါ့ဒီ electric ဆိုတာလေးကိုနှိပ်ရုံပဲဘေးကနေတော့ပြောလေအဲ့မဲ့မီတာနံပါတ်တွေ့လားမီတာနံပါတ်ဆိုတဲ့နေရာမှာဟိုဗာလေမီတာစာရွက်ပြေစာတွေကမီတာနံပါတ်ကိုနှိပ်ရုံပဲဒါကကြတော့စေထားတာနော်ဆောင်နေကြမီတာနံပါတ်တွေကိုစေထားတာအမြဲတမ်းပဲဒီဟာတွေပဲစောင့်နေကြမလို့လားစင်လေအဲ့လိုမျိုး favorite ပုံစံမျိုးသွားမှတ်လဲရတယ်ပေါ့နော်ဒီမဲ့ electric customer ID ဆိုတာကြတော့လေအဲ့မီတာစာရွက်ထဲမှာဟိုလိုဘားကုတ်အမဲလေးတွေရှိရည်ဒီလားအဲ့ဘားကုတ်အမဲလေးတွေရဲ့အောက်ကဟာကိုထည့်ရမှာနော်အဲ့မဲ့ဓာတ်ကလေးပါတယ်ဆိုရင်ဓာတ်ကလေးကိုထည့်ရမှာပဲနော်အဲ့ဂျားထဲမှာတွေ့လာအဲ့ဓာတ်ကလေးတွေမပါလို့ဆိုတော့တချို့ဆိုရင်မီတာဆောင်းမရတာတွေရှိတယ်။သူကအဲ့နှစ်ခုထည့်လိုက်တာနဲ့အော်တိုအကုန်ကြမှာနော်နာမည်တွေရောလိပ်စာတွေရောပမာဏတွေရောအကုန်ကြတယ်ဒါကဆောင်းပြီးသားမို့လို့အကုန်မပေါ်တော့တာဒီဟာကကြတော့လေဘယ်လိုမျိုးသွားကြည့်ရလဲဆိုရင်ဒီမဲ့ history တွေကိုသွားပြီးတော့ကိုဆောင်းထားတဲ့ဟာကိုပြန်ကြည့်လို့ရတယ်ပေါ့နော်အဲ့မဲ့ဒီပြည်စာအမှတ်ကလေးတွေအကုန်ပေါ်တယ်နော်ဘယ်ချိန်ဘယ်တုန်းကunit ဘလောက်ပေါ့အလျှော်စီးရဘလောက်ပမာဏစုစုပေါင်း total ကဘလောက်ကြတယ်ဆိုတာတွေပါအကုန်ပြည်စားထဲမှာပေါ်တယ်ပေါ့နော်ဒီဟာလေးကိုတင်ထားရင်ကိုရတယ်အဲ့လိုမီတာရုံးထိသွားစရာမလိုဘူး